嘿，还有，买过，还有这样的，哎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 ，ကဲဒီဆိုရင်ကျွန်တော်ချက်ကွေးတော့ပဲအိမ်ကိုစတင်ပြီးတော့ရောက်ရှိလာပြီပေါ့နော်။ဒီနေ့အချိန်ကတော့အားလုံးမြင်တွေ့တဲ့အတိုင်းပဲခင်ဗျာ။ဒီတော့ချက်ကွေးရပါမယ်။တပည့်တို့အောက်ထမယ်ဆိုလို့ရှိရင်ဖြူပေါ်ကြီးနဲ့ကြည့်ရတာမရှိဘူးနော်။ဒီလေးကိုထောက်ထုတ်ထားပါလေ။ဒီကတော့ဒီလိုလေးပါ။ဟုတ်ကဲ့။ဒီရေချောက်လေးတို့ကိုလည်းရောက်ရှိလာပြီပါပဲ။ဒီဆောင်ချောက်တော့ဒီလိုဒီနေ့ထားဒီတော့ဒီမှာစောက်ပြီးလင်းစွဲတွေကလည်းအများကြီးတွေ့ရပါတယ်။ဒီထားဝါမှာထုံတန်းတွေကတုတ်တန်းခေါ်မှာညလည်းခေါ်မှာအဲ့တန်းကမိုးရီနဲ့ရှားရင်ကြဆွေးပြီးတော့ကျူးဘွားရှိတဲ့ကြောက်ရမ်းပြုတ်ကြတယ်ဒီမှာဒီလိုလည်းထားတယ်ချောက်တော့ရောတယ်ဗျာဟိုမှာလေးစွဲရအောင်ပြီးတော့ဒီပန်ကူတီနေဒါစေးသမားတွေအောင်းရတဲ့ဒေတာတွေကြည့်ရအဲ့တော့တရေတက်ကိုလူပူကြပါထိုင်နေမှာစေးသမားတွေပေါ့နော်ဟိုတက်ရှိအချိန်မှာတော့ဘာမှသိတော့သူကစားမတွေ့ရဘူးပေါ့နော်ကဲကျွန်တော်တုံးနေလိုက်ပဲအမွေးနဲ့မြောင်းနေထွင်းပြီးတော့ဒီအိမ်မှာတကယ်လို့မကြုံလို့ရှိတဲ့ပုံကိုကြီးများဒီမှာနေရဆိုလို့ရှိမှာနော်တန်ဖြစ်တော့တကားရေးရောက်ဖြစ်တော့တကားပြသနိုင်ရတော့ကျွန်တော်ဖိတ်ခေါ်ပါမှာဖြစ်ပါတယ်ခင်ဗျာဒီအခန်းကြီးအများကြီးပါတယ်တကယ်ဘုရားမှာတကယ်ကျွန်တော်ဘုရားပြောင်းနေထွင်းပြီးတော့ဘုရားမှာတော့ဘုရားပြောင်းနေထွင်းပြီးတော့ဒီတောင်းဝင်မှာရှိနေမှာကြုံလို့ရှိနေတဲ့ကလာဘွားဝင်နေတော့ကလာပြီးဖိတ်ခေါ်ပါမယ်ခင်ဗျာဒီလိုတော့များကြီးဘယ်လိုလဲတင်ရပတ်ဝန်းကျင်ရှင်ကိုကျွန်တော်ပြေးလာကြည့်လာနောက်ကတော့အင်နာလည်းဗျဒီရက်ဆောက်ထားတဲ့ပုံစံပေါ့တော်ဒီတော့မိုက်အခန်းပတ်ထားတဲ့ပုံစံဒါအိမ်မှာမျိုးကန်လို့ယူဆောက်ရရတယ်ဒီမှာလည်းတစ်ခန်းရှိတယ်ဒါအိမ်ကန်ဒီမှာအိမ်လားဘယ်မှာလဲအိမ်ကန်ရောအိမ်ကန်လေးရောဒီကနေ့ဒီဆောက်ထားတဲ့ပုံစံတမျိုးတမျိုးဒီဆိုရင်တော့ဒီလိုတခြားတော့ဒီတစ်ခါတည်းတစ်ခါပြီးရိုက်လိုက်ကျွန်တော်အဲ့တစ်ပတ်ခင်ရေတော့မွေးတဲ့ကံနဲ့ထွင်ပြီးတော့ကျွန်တော်ဒီမှာရှိတဲ့မကြုံလို့ဖြစ်နေတဲ့ပုံကိုဖိတ်ခေါ်လိုက်ပြီနော်โอเคဒီရက်ဒီထားကြမှာဘက်ကဘီယာကန်ရှိမယ်နေထားပါနော်ဘီယာကန်မှာတော့ဖိတ်ခေါ်လို့မရဘူးဗျဒီချင်းကြီးလောက်မှာဖိတ်ခေါ်မှာပေါ့ဒီချင်းတောင်းဒါမှမဟုတ်ဒီမှာလို့ဖိတ်ခေါ်ပြရအောင်ကျွန်တော်ဒီမှာဖိတ်ခေါ်မယ်ကတ်တာကျွန်တော်ဒီညကင်မရာထောက်မှတောက်ကပါမလားရတယ်ဒီစားပြီးကျွန်တော်စင်ပြီးလို့လေးထောက်ပါတယ်ဘူးရတော့ဒီအဲ့ဒါတော့ကြည့်ဆိုတော့ဒီတောင်းမယ်တော့ပြရအောင်တွင်းမဖိတ်ခေါ်โอเคအဲ့ဒါတော်တော်လေးမှာဟောင်းမှနေပုံပြရတိုင်းမှာနင်းတို့ချင်းနေပုံမုံနေပဲအဲ့ဒါကမျိုးတိုင်းပြစ်သွားဒီမှာနေတဲ့ထားရီကလည်းအကဲမျိုးလေးပေါ့နော်အိမ်ခတ်တဲ့ပုံစံမျိုးဖြစ်ပြီးတော့ဘလူးမှမနေရကြအဲ့တော့နောက်ဆုံးမှာကိုအားလုံးမြင်တွေ့တဲ့အတိုင်းပေါ့နော်ကျွန်တော်တော့ဆင်ပြထားတဲ့အိမ်ပုံစံတိုင်းဖြစ်သွားတယ်
ဒီချိန်မှာလမ်းရှိတယ်လမ်းတော့လမ်းနာနေလည်းပြောရပါတော့ဒီအချိန်မှာအဖိုးတယောက်မတိရနေတဲ့ပုံစံမျိုးတွေအိမ်ထဲဝင်သွားတဲ့ပုံစံမျိုးတွေတွေ့ရတယ်လို့လည်းပြောကြတယ်ပေါ့နော်ဒါကတရေလားဒါမှမဟုတ်ရှင်ဒီအိမ်ထဲကိုလာပြီးတော့စေးသုံးတဲ့သူတွေလားဒါရောတိကျတော့ပြောတယ်ပေါ့နော်ညီနာပတ်ဝန်းကျင်ရလူတွေပြောပုံကြတော့တရေချောက်တယ်လို့ပြောလို့ကျွန်တော်ကလာပြီးတော့ရိုက်ကူးလာဖြစ်တယ်ပေါ့နော်ပြီးတော့ဒီမှာနေတဲ့သူတွေကလည်းမျိုးတွေတောက်ခိုက်တယ်လို့ယူဆပြီးတော့လည်းဆောက်ဒီမှာမနေပဲပေါ့နော်ဆိုပြီးတော့တခြားတနေရာမှာတောက်ချင်ပြီးတော့နေတယ်လို့လည်းတင်ကြရတယ်ပေါ့နော်ဒီညတော့ဒီမှာတကယ်လို့မကျွတ်မတော့ရှိနေတဲ့ပုံကူများရှင်ကျွန်တော်ရိုက်ကူးကြီးမှာပေါင်းနိုင်ရတဲ့ပေါ့နော်ချက်ပြနိုင်ရတဲ့ကျွန်တော်မှာဖိတ်ခေါ်တော့မှာဖြစ်ပါတယ်လိုအပ်တဲ့အစီအစဉ်တွေကကျွန်တော်စတင်လုပ်နေပါတယ်ဒါကတော့ဆန်လည်းဖြစ်ပါတယ်ဒီနနာဘောကမင်းကြီးလောကလာပြီးဖိတ်ခေါ်တဲ့အခါကျလို့ရှိရင်အပွေးတိုင်းစုံဖျောင်းတိုင်းစုံသုံးပြရတယ်ပေါ့နော်ဒါတော့ထိုင်းနေဖိတ်ခေါ်တဲ့ရေးစနစ်တိုင်းကျွန်တော်ဖိတ်ခေါ်လာပြီးဖြစ်ပါတယ်ကဲကျွန်တော်ဗီဒီယိုခဏရမယ်ပေါ့နော်ဖုန်းတင်မယ်တောက်တဲ့နေမပါတော့အဆင်မပြေဘူးပေါ့နော်ဒါကြောင့်ကျွန်တော်ကဲကျွန်တော်ဒီမှာဒီအိမ်မှာရှိတဲ့မကျွတ်မလို့ဖြစ်နေတဲ့ပုံကိုလေးကိုဒါဖိတ်ခေါ်လို့ပြီးပေါ့နော်စတင်ပြီးတော့ဒီအိမ်ကိုကျွန်တော်အိမ်တွင်းအိမ်ပြင်နှံကိုလိုက်ပြီးတော့ရိုက်ကူးတော့မှာဖြစ်ပါတယ်ခင်ဗျာအားလုံးပဲလိုက်ပါကြည့်ရှုပေးကြပါဦးခင်ဗျာကျွန်တော်ဒီမှာတရားပူဇော်ကြောရတဲ့အချိန်မှာပေါ့နော်ကင်မရာထားဖို့ပါတော့ရိုက်ထားတာခဏရက်ပြီးတော့ဘာလို့ပူဇော်ရတဲ့အချိန်မှာပဲဒီဘက်ကနေပြီးတော့ခြေတိုင်းကျွန်တော်ကြားလိုက်တယ်ပေါ့နော်ဒီကတော့အပေါက်တွေအများကြီးပဲတိမ်မှာဝဲပေါက်တော်ရတကားပေါင်းနိုင်ကြီးတယ်အများကြီးဒီမှာရောဟောဒီမှာရောဟောကျွန်တော်ပူဇော်ပါတာကတော့ဟောဒီမှာအပေါက်ရမ်းထားတယ်ဒီလိုမျိုးအများကြီးဟိုမှာနေစီအောင်ဒီလာမှာနေစီစေဦးရရေးပြချင်ကဲစားတယ်ရချင်ခုတော့အဲ့ဒါကျွန်တော်ပတ်ကြည့်လိုက်ဒီထားသွားတယ်ဒါဒီတောက်ပြားကြီးကအပေါ်ကအမိုးကြီးဆွေးပြီးတော့ပြုတ်ချထားတာဟုတ်တယ်ဒီမှာတန်းကြီးဆိုလို့ရှိရင်တဲ့လေးပဲကျန်တယ်ဒါလည်းမကြတော့ပြုတ်ကြတော့ပဲထားကဲဒီတစ်ပတ်ကြည့်လိုက်ဒီမှာလေးပြောတာနောက်ပြီးပုံထွက်တဲ့တစ်ခါပြန်ဒီပကလေးတွေ့ဒီမှာလည်းတစ်ခါတွေ့ပြန်တယ်ဟောဒီမှာလည်းအိမ်လာကန်တစ်ခါဒီမှာလည်းအိမ်လာကန်တစ်ခါဒီမှာလည်းအိမ်လာကန်တစ်ခါတော့တက်ရအောင်တော့အိမ်လာကန်တစ်ခါခန်းနေတယ်များတယ်အိမ်လာကန်နေတယ်တော့ဒီမှာလည်းအိမ်လာကန်တစ်ခါတွေ့နားတိုင်းယူပဲစောစောအရင်အိမ်လာပြီးတန်လို့ဒီအိမ်ကနေသွားတဲ့ယူလာပြီးသားတော်တော်များမဲ့နေထားပဲဗျာမပြောခွက်တွေအများကြီးခွက်တွေဘာလို့အမှတ်ကြောင်များနေစမ်းတော့ညဘိုးရပြီဗျာစင်းဝေးမှာယူပြည့်နေဒါတော့တဘာဝအတိုင်းပေါက်နေတယ်အိမ်ပေါ်မှာအိမ်ကောင်ပေါ်တက်နေတယ်ဖြော်ရည်သည်ညအလုံးကြီးချုံမှချောအိမ်ပတ်ကြည့်အိမ်ထားတော့ဒီတွေ့ရတာပေါ့နော်တကယ်လို့လည်းပေါ်တော့ကတော့အဲ့လိုဖြစ်ကွက်ကြီးဖြစ်မှာဆိုကြည့်ရတာအဆင်ပြေတော့ကျွန်တော်လေးလုပ်တာတရားကြည့်တော့တာပေါ့နော်အဲ့မကျေဘူးလို့ထင်ရတာအိမ်ထဲဝင်ရတဲ့ခါကျတော့အခန်းလေးဖွင့်ထားတာတော်တော်လေးကိုမှမိုက်ပြီးတော့ကျဲကြတယ်စောက်ကလက်ရတော့အစိုးလို့ပြောလို့ရတယ်ဒါကွက်စီထားပုံရတယ်ပြတ်တက်အိမ်ပုံရင်းနေထားပါဒါတော့ဒါကိုလည်းတော်ပြပါတယ်ဒါအရှင်လည်းပါနေတာကဲကျွန်တော်အိမ်ထဲကိုတစ်ချက်ဝင်ပြီးတော့လိုက်လေ့လာကြည့်မယ်ပေါ့ထပ်ပြီးတော့နော်ဟေးခါခါဟေးပိတ်ဒါရလို့ my god ရ
ပိတ်သွားတယ်နော် Oh my god ဒီကအထက်ကနေတော့စောင့်လို့ဆွတ်ပေးလိုက်တဲ့ပုံစံမျိုး